အားလုံးပဲမင်္ဂလာပါရှင်ဒီဗီဒီယိုကလစ်လေးမှာတော့ eco print လုပ်ဖို့ရအတွက် modern စိန်ပြီးသားအထည်တွေကိုအရွက်ခင်းပုံအထုပ်ထုပ်ပုံပေါင်းခန့်ခြင်းနဲ့အထုပ်ဖြည့်ပြီးနောက်ရရှိလာတဲ့ result တွေကိုပြုလုပ်ပြပေးသွားမှာဖြစ်ပါတယ်ဒါဆိုအတူတူလုပ်ကြရအောင်ပါပထမဗီဒီယိုကလစ်မှာတော့ pre-modern နဲ့ modern ပြုလုပ်ပုံကိုလုပ်ပြခဲ့ပြီးဖြစ်ပါတယ်အခု modern စိန်ပြီး6အောင်လှမ်းထားတဲ့ပိတ်စတွေကိုမြေဖြူမှုတ်စိန်ပါမယ်ပိတ်စရဲ့ကိုင်းနဲ့တွက်လို့ရပါတယ်ပိတ်စတွေကိုမြေဖြူစိန်ရမယ့်အချို့အစားကပိတ်စတစ်ခိုက်ဆိုလို့ရှိရင်မြေဖြူ teaspoon တစ်စုံဖြစ်ပါတယ်ရေကတော့ပိတ်စမြုပ်တယ်ဆိုရင်ထည့်လို့ရပါတယ်ဒီနေရာမှာမိမိကြိုက်နှစ်သက်တဲ့အရာအပေါ်မှာမူတည်ပြီးတော့ပိတ်စရဲ့အရာကိုအလင်းဖက်သွားခြင်းလားအမောင်ဖက်သွားခြင်းလားထွက်ရှိလာမဲ့အရွက်တရွက်အယောင်ကိုတဘာဝအယောင်ကနေပြောင်းလဲစေချင်တာလားဆိုတဲ့အပေါ်မူတည်ပြီးပြုလုပ်ဖန်တီးလို့ရပါတယ်ဝင်းဝင်းကတော့ဒီနေ့တဘာဝအဖြူပေါ်မှာထွက်မဲ့အယောင်နဲ့တန်ကြီးစိန်ထားတဲ့ပိတ်စပေါ်မှာထွက်မဲ့အယောင်နှစ်ယောက်ကိုနှိုင်းယှဉ်ပြုလုပ်ပြပေးမှာဖြစ်ပါတယ်တဘာဝအတိုင်းကတော့မြေဖြူနဲ့ရေကိုဖြော်ပြီးစစောကအတိုင်းစိန်ယူမဲဖြစ်ပါတယ်နောက်တစ်မျိုးကတော့မြေဖြူရေနဲ့တန်ကြီးစိန်တာဖြစ်ပါတယ်တန်ကြီးကိုတဘာဝနီးအတိုင်းလဲပြုလုပ်လို့ရပါတယ်မိမိအိမ်မှာအသုံးမပြုတော့တဲ့တန်တိုတန်စားတွေကိုရှာလကာရင်နဲ့နှစ်ပတ်အနည်းဆုံးစိန်ပြီးအသုံးပြုရမှာဖြစ်ပါတယ်ပြီးရင်တော့သူ့ကိုလေးလုံးအောင်ပိတ်ထားရမှာဖြစ်ပါတယ်ဒါမှမဟုတ်အခုလိုမျိုးအမုံဝယ်ပြီးလဲအလွယ်တကူအသုံးပြုလို့ရပါတယ်ဝဝင်းကတော့အမုံမဲအသုံးပြုထားပါတယ်အမုံအနှဲငယ်ကိုရေနဲ့ဖြော်ပြီးမြေဖြူကုန်းနဲ့ဖြော်ထည့်ရပါမယ်အမုံတွေပျော်တဲ့အထိဖြော်ဖို့လိုပါတယ်ဒီနေရာမှာသတိထားရမယ့်အချက်ကတန်ကြီးအသုံးပြုထားတဲ့ပစ္စည်းတွေကိုခွဲပြီးအသုံးပြုတာအကောင်းဆုံးပါတန်ကြီးကစွန့်နိုင်တာကြောင့်ဖြစ်ပါတယ်ဒါဆိုရင်စောစောကဝင်းဝင်းတို့ဖြော်ထားတဲ့မြေဖြူရည်ထဲပိတ်စတွေထည့်ပြီးတော့စိမ့်ပါမယ်ဒီအတိုင်းလေးပဲတစချင်းစီကိုဖြည်းဖြည်းချင်းစိမ့်ပါမယ်ပိတ်စတွေနစ်မြုပ်သွားသည့်အထိစိမ့်ပါမယ်နှံ့အောင်နေပေးပါမယ်အနည်းဆုံး10မိနစ်စိမ့်ပါမယ်နောက်ထပ်တန်ကြီးပုံတဲ့ပိတ်စတွေကိုစိမ့်ပါမယ်စောစောကလိုပဲတစ်ထည့်ချင်းဖြည်းဖြည်းစိမ့်ပါမယ်တတိပြုရမှာကပိတ်စတွေကိုရေထဲကနေလေပေါ်ပြန်မတင်တာမျိုးရှောင်စေချင်ပါတယ်အောက်ဆီဂျင်နဲ့ထိတွေ့ပြီးပိတ်စမှာအယောင်တွေကွက်မှာဆိုလိုပါရေထဲမှာပဲနှက်အောင်နေပြီးနေရာအနှက်စိတ်ဝင်အောင်စိမ့်ပါမယ်တန်ကြီးကိုအကြာကြီးစိမ့်တာတန်ကြီးအချိုးအစားတွေအများကြီးထည့်တာကပိတ်စကိုအလွယ်တကူဆွေးမြေ့နိုင်တာကြောင့်အချိုးအစားကိုလည်းအများကြီးမသုံးပဲစိမ့်တဲ့အခါလည်းအကြာကြီးမစိမ့်ပဲတဘာဝအကျဆုံးဘေးဥပတ်အကင်းဆုံးနီးလန်းနဲ့အသုံးပြုပါမယ်တန်ကြီးများတဲ့အထည်တွေကတရှိမခံပဲဆွေးတက်တယ်ဆိုတာသတိပြုရပါမယ်နော်